ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ YouTube မှာရော TikTok မှာရောကျွန်တော်တို့နဲ့တူတူတခြင်းနားမထောင်ရတာကြာပြီပေါ့နော်အဲ့တော့ဒီနေ့တခြင်းနဲ့လိုက်မဲ့တခြင်းလေးတစ်ပုဒ်ကျွန်တော်ရွေးထားတယ်အဲ့တခြင်းကတော့ဒါနိုရရဲ့တန်တင်ရဲ့ဆိုထားတဲ့ခါတခြင်းဆိုတဲ့တခြင်းလေးပါမိုက်တယ်ပေါ့နော်ကျွန်တော်ဒီမြန်မာတခြင်းရဲ့အငွေ့သက်ကိုလည်းအပြေအဝခံစားရတဲ့တခြင်းလေးပါအဲ့တော့ကျွန်တော်နဲ့တူတူအရင်ဆုံးနားထောင်ကြည့်အောင် intro လေးရင်နားထောင်ကြည့်မယ်ပေါ့နော်ပေတို့ပေပုံတန်တိန်လွာကြချာမင်းကြီးရဲ့နာတီအောင်အောင်ရိမ်မပြားကကြာရလောက်အောင်စိတ်ရဲ့ညစ်ချင်းများကိုနေဟောင်းကအညစ်ချင်းများကိုအတားရင်အေးနဲ့တန်စင်မှုဒီတကြံရင်အေးနဲ့တန်စင်မှုစိုက်စရာလေးရဲ့တီပါမျိုးပေတို့ဘယ်တစ်ချက်နဲ့နှစ်သက်ကုန်နဲ့စရာလေးရဲ့တီပါမျိုးပေတို့ဘယ်တစ်ချက်နဲ့နှစ်သက်ကုန်လာဝအတူတူကြိုးစို့တို့မြမရဲ့အတူကြိုးစို့အတူတူအားလုံးလိုက်စို့ဒီတကြံရင်အေးနဲ့တန်စင်မှုဟုတ်ပြီကျွန်တော်ဒီလိုမျိုးမိုက်တယ်ပေါ့နော်စာသားလေးရလည်းမိုက်တယ်နောက်တီးထားတော့ကျွန်တော်သဘောကျတယ်နောက်ဒီထဲမှာဆိုထားတဲ့ red တွေကိုတော့အတိကအထူးသဘောကျရပေါ့နော်အဲ့တော့သူ red ဆိုထားတယ်လည်းမိုက်တယ်အဲ့တော့ဆက်ပြီးတော့နားထောင်ကြည့်ရအောင်နော်ရဲ့ရိုးရပွဲတော့ဘော်ဒါများနဲ့ဒိုးကလွဲပြော်ဖေမေကိုမတကဆာမေကြီးနဲ့ဖိုးပါလွဲပြော်ကျင်းတူစရာရိုးရပွဲပေါ်ဒီတကူးမှခဲတာခဲတော့ချစ်ကလေးရဲ့လက်ကိုဆွဲကရည်စူးတာမြဲပါပဲတော့အဲလူဖြီရွာတကားပင်ပန်းရဲ့စတူဒီတာစာရုပ်သီးလေးစာမီရင်တော့တရခေါ်ကမူဒီတာပွားတိုက်ကြားမှာပျော်ကြပါစေအဖေများလဲစော်ရပါစေနှစ်သက်โอเคစာသားရမ်းမိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီ FA အတွက်လည်းသူအထူးဆူတောင်းပေးထားတဲ့စာသားလေးမိုက်နော်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့နားထောင်ကြည့်အောင်နော်ရည်စူးတာမြဲပါပဲနော်အဲလူဖြီရွာတကားပင်ပန်းရဲ့စတူဒီတာစာရုပ်သီးလေးစာမီရင်တော့တရခေါ်ကမူဒီတာပွားတိုက်ကြားမှာပျော်ကြပါစေအဖေများလဲစော်ရပါစေနှစ်သက်မှရွှေရည်လောက်လို့မိတ်ကောင်းနဲ့ခေါ်ကြပါစေတင်းညမောင်လေးပြောရလားဘီလူဘီတန်စင်မြန်ကြည့်တလားချာမင်းကြီးလည်းမျိုးချရအောင်တန်စင်များတဲ့ကြကြရအောင်စိုက်စရာလေးရဲ့ဒီပါမျိုးချိုးနေမှတန်နေအောင်ရအောင်နေစရာလေးရဲ့ဒီပါမျိုးဘီလူဘီတစ်ချင်းနဲ့ကြရအောင်လာပါအတူတူကြိုးစို့တို့မြမရဲ့အတူကြိုးစို့အိမ်ထဲကထွက်ခဲ့ပါကျန်တဲ့ချင်းများပြန်လဲလာစိတ်ရဲ့ညစ်ချင်းများကိုနေဟောင်းကအညစ်ချင်းများကိုအတားရင်အေးနဲ့တန်စင်မှုရှင်မြမရဲ့အားလုံးလိုက်စို့ဆိုးကရန်ညိုးတွေပြေအင်းများတဲ့ဂျမ်မိုးနဲ့တူနှစ်ဟောင်းကကန်ဆိုးတွေပြေလမ်းထိပ်ကမန်တိုက်ကလည်းယူကြွားတဲ့ဂျန်ဒိုးတွေဝေးဝါဝင်းနဲ့တော့ပန်းတွေနဲ့ပြတ်တဲ့မှာဆန်လို့နေစေရွှေရောင်နေလွမ်းတဲ့နှစ်သက်စီရွှေရောင်နေလွမ်းတဲ့နှစ်သက်စီโอเคဒါဆိုရင်တော့ကျွန်တော်တခြင်းလေးလည်းပြီးသွားပြီအခုနားထောင်ကြည့်ရသလောက်ဆိုတော့ဒါတစ်ပုတ်လုံးအစိုးပေါ့နော်ဒီတခြင်းလေးလည်းလိုက်ပါတယ်ဒီနေ့တခြင်းတွေအများကြီးထွက်တယ်ပေါ့နော်ဒါပေမဲ့ဒီတခြင်းလေးတော့ကျွန်တော်တခြားနားထောင်ပြတဲ့ထဲမှာပါတယ်အဲအကြောင်းဒီဘက်မှာလည်းကျွန်တော်မလုပ်ဖြစ်တာလည်းကြာပြီ
တူတူနားထောင်ရအောင်ဆိုပြီးဒါလေးလုပ်လိုက်တာပါအစောတော့ညီလေးတယောက်နဲ့တူတူတွဲလုပ်ဖို့လုပ်ထားပြီးသားဒါပေမဲ့သူမအားတာနဲ့ကိုမအားနဲ့စောင့်နေရမှာဟိုကြားနေမှာဆိုလေဒါဒီနေ့တချမ်းအတက်နေတောင်ရောက်နေကြောင်းမလုပ်ရသေးဘူးဖြစ်နေလို့အဲအကြောင်းဒါလေးလုပ်ပေးလိုက်တာပါလို့ TikTok မှာတော့အတူလေးပဲတင်မယ်ပေါ့နော်ဒီ YouTube မှာတော့ဒီ video file ပြေဆုံးတင်ပေးထားပါမယ်လို့ကျေးဇူးပါခင်ဗျာ